ဒီနေ့လေးပေါ့နော်အန်တူသမားတွေအတွက်မွန်တိုင်းဆန်လေးအတူတူဖြည့်ကြည့်ကြမယ်နော်ဒါဆိုရင်ပထမဆုံးတစ်ပုဒ်ကြည့်ကြရအောင်နော်月に生物が存在する可能何々は極めて低いအဓိပ္ပာယ်ကလပေါ်မှာတက်ရှိတွေရှိနိုင်ခြေကအလွန်နေပါတယ်အဲ့တော့ဒီကွက်လက်မှာလိုက်မဲ့ခါနိုးရဲ့နောက်မှာလိုက်မဲ့စကားလုံးကဘာဖြစ်မလဲဟုတ်ပါတယ်အဖြေမှန်ကတော့နံပါတ်၄ဖြစ်ပါတယ်ခါနိုးဆေဆိုတာကအလားအလာပေါ့နော်ခါနိုးနဲ့ဆေးဆိုတာကသူတွဲရဖြစ်တဲ့အတွက်ကြောင့်မလို့ဒါတော့လူတိုင်းသိမှထင်ပါတယ်ခါနိုးဆေအလားအလာရှိတယ်ဖြစ်နိုင်ခြေရှိတယ်โอเคနောက်တစ်ပုဒ်က子供にお金のことで何々自由な思いはさせたくないအထိပ္ပယ်ကကလေးတွေကိုငွေကြေးကိစ္စနဲ့ပတ်သက်ပြီးတော့အစင်မပြေတဲ့ခံစားချက်မျိုးငွေကြေးလွတ်လပ်မှုမရှိတဲ့ခံစားမှုမျိုးမခံစားစေချင်ဘူးအဲ့တော့ဂျီယူနာရဲ့ရှေ့မှာလိုက်မယ့်စကားလုံးကဘာဖြစ်မလဲဟုတ်ပါတယ်ပြင်မှန်ကတော့နံပါတ်3ဖြစ်ပါတယ်ဖူဂျီယူနာဆိုတာကအစင်မပြေတော့လွတ်လပ်မှုမရှိတော့ပေါ့နော်ငွေကြေးနဲ့ပတ်သက်ပြီးတော့အစင်မပြေတဲ့ခံစားမှုမျိုးမခံစားစေချင်ဘူးဆိုတော့ဖူဂျီယူနာအစင်မပြေတော့လွတ်လပ်မှုမရှိတော့ပေါ့နော်ဒါဆိုရင်နောက်တစ်ပုဒ်ဆက်သွားမယ်နော်この病気による死亡何々はかなり高いဒီယောဂကြောင့်မို့လို့တေဆုံးတဲ့ကွက်လက်ကတော်တော်လေးမြင့်မားတယ်အဲ့တော့ရှီဘွေးနောက်မှာလိုက်မဲ့စကားလုံးကဘာဖြစ်မလဲဟုတ်ပါတယ်အဖြေမှန်ကတော့နံပါတ်3リッツဖြစ်ပါတယ်リッツဆိုတာရာခိုင်နှုန်းပေါ့နော်ရှီဘိုリッツဆိုတော့တေဆုံးတဲ့ရာခိုင်နှုန်းနောက်တစ်ပုဒ်ကうちにも手動何々のミシンがありますが今は全く使っていませんအိမ်မှာလည်းပဲလက်နဲ့လည်းပတ်တဲ့ဆက်ချုပ်ဆက်အမျိုးအစားရှိပေမဲ့အခုကတော့လုံးဝမသုံးသလောက်ပဲအဲ့တော့ရှူသိုးရဲ့နောက်မှာလိုက်မဲ့စကားလုံးကဘာဖြစ်မလဲဟုတ်ပါတယ်အဖြေမှန်ကတော့နံပါတ်4ဖြစ်ပါတယ်ရှခိရှူသိုးရှခိဆိုတာကလက်နဲ့လက်ပတ်တဲ့အမျိုးအစားမီရှင်ဆိုတာကအချုပ်ဆက်ပေါ့နော်အဲ့တော့ရှခိကအမှန်ဖြစ်ပါတယ်အဲ့တော့နောက်ဆုံးတစ်ပုဒ်ကိုဆက်သွားမယ်နော်経費の約6割を人件何々が占めているကုန်ကျစရိတ်ရဲ့60ရာခိုင်နှုန်းလောက်ကိုလောက်အားကအတွက်ယူထားတယ်အဲ့တော့ဂျင်းခဲရဲ့နောက်မှာလိုက်မယ်စကားလုံးကဘာဖြစ်မလဲဟုတ်ပါတယ်အဖြေမှန်ကတော့နံပါတ်1ဟိဖြစ်ပါတယ်ဂျင်းခဲဟိဆိုတာကလောက်အားကပေါ့နော်လောက်အားကဖြစ်ပါတယ်အဲ့တော့ဒီနေ့ရဲ့